Hello အားလုံးပဲမင်္ဂလာပါကျွန်တော် Harry ပါကျွန်တော်ရဲ့ Survival Series Episode 2လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုစပားတွေမန်းနေပြီဆိုတော့ကျွန်တော်စပားတွေရိတ်မယ်ဗျကဲရိတ်ပြီးဆိုကျွန်တော်ပြန်ဆက်ရမယ်ဗျကျွန်တော်ပြန်မဆိုင်ရင်ကျွန်တော်တို့ထမင်းငတ်သွားလိမ့်မယ်ဗျအစားသိရှိအောင်မဟုတ်ဘူးပြန်ဆိုင်ပြီးပြီဆိုတော့ကျွန်တော်တို့မျိုးစေ့တွေကိုဘုံမီလောက်တဲ့စစ်ထဲထားခဲ့တယ်ဗျပြီးရင်ကျွန်တော်တို့ရဲ့နွားတွေကိုအစာကျွေးရမယ်ဗျနွား၄កောင်ပဲရှိသေးတယ်နောက်ပိုင်းကျရင်သေရီလိုမှဆိုတော့အစာကျွေးရတယ်ဗျကျွန်တော်ရဲ့စပားတွေကိုchest ထဲမှာတိတ်ထားခဲ့တယ်ဗျပြီးတော့ကျွန်တော်အိမ်ဆောက်ဖို့အတွက်အရေးကြိုထားတဲ့ cobblestone တွေလည်းယူခဲ့တယ်ဗျဘရိုရှေ့တာထဲတာကြည့်ရင်ကျွန်တော်နောက် episode ကြည့်ရင်ရှေ့တာလေးနဲ့ဆော့ပေးမယ်ဗျကျွန်တော်ကရှေ့တာနဲ့တိတ်ဆော့လေးဆော့ထားမရှိလို့ဒါကျွန်တော်တို့ရဲ့မိုင်းတွေဗျကျွန်တော်ဒီမှာမိုင်းတွေတူးတယ်မိုင်းတွေကဒီတိုင်းကြီးဆိုတော့တိတ်မလောက်ဘူးဗျအဲ့ဒီနဲ့ဆိုတော့ပူလာမှာအခုကနွားနိုးတွေလာယူတာဗျဟိုကုတ်တဲ့စီမှာကျွန်တော်တို့ဝယ်ကြလေးတခုရှိလို့ဗျအပင်ဝင်ပါဗျပဲတက်သားရမိုက်ရဗျအနီအောင်လေးဆိုတော့အိတ်ဆောက်ရမှာတော်တော်သုံးဝင်ရဗျကျွန်တော်ခုကအိတ်ဆောက်မှာဆိုတော့သစ်တွေတွားခွေးရမှာဗျသစ်တွေကအများကြီးလိုတာကျွန်တော်ဒီ episode မှာအိတ်တွေ share ဆောက်ကြမယ်ဒီမခုတ်ခဲညရောက်နေပြီဆိုတော့ကျွန်တော်အရင်အိတ်လိုက်တယ်ဗျကျွန်တော်တေးစားခုတ်ပါမယ်โอเคကျွန်တော်ခုလူတဲ့ပစ္စည်းတွေလည်းရပြီဆိုတော့ကျွန်တော်အိတ်စားဆောက်မယ်ဗျကျွန်တော်တက်သားယူတော့ချထားပြီးဗျဆက်ဆံမယ် let's goโอเคကျွန်တော်ခုအိတ်တော့ဆောက်လုပ်ပြီးတော့ဗျလမ်းကတော့အလားမဆိုင်ရသေးဘူးဗျအဲ့ရဒီတိုင်းဒုံးတိကြီးပဲရှိသေးတယ်လာတာတော့လာပါတယ်ဗျအရန်တော့မလောက်ဘူးအထဲမှာလည်းကျွန်တော် decoration တေချာလေးထည့်ထားတယ်ဗျအဲ့မှာကျွန်တော်မိုက်တွင်းကတူပြီးထည့်လိုက်ရမယ်ပစ္စည်းတွေထည့်လို့ရတယ်ဗျဒီမှာမီးဖိုးရှိမယ်ဒီမှာကျွန်တော်မိုက်တွင်းဟန်တွေထွက်လာရင်ပစ္စည်းတွေထည့်ဖို့ဗျဟိုးထဲမှာမိုက်တူးတဲ့နေရာโอเคအရန်တော့မလာပြီမဲ့အဆင်ပြေပါတယ်ဗျကြည့်လို့တော့ကောင်းပါရဲ့နော်
ကျွန်တော်ခုအိတ်သေးသေးလေးနဲ့အိတ်ဆောက်မယ်ဗျကျွန်မြင်းနေရတော့ချထားပြီးပြီပစ္စည်းတွေလည်းပို့နေသေးတာဆိုတော့စောက်လိုက်ကြโอเคဆောက်လုပ်ပြီးဗျအိတ်သေးသေးနဲ့အိမ်နဲ့ဆိုတော့ကြည့်လို့ပိုကောင်းတယ်ဗျဒီအိတ်သေးသေးနဲ့မှာလာဗာဖန်ဗျကျွန်တော်တို့ကြောင်မီသွေးတူးရမှာပြင်းလို့ဒီအိမ်မှာအာလူခင်းပါတယ်ဗျကျွန်တော်အစားအစာအတွက်ဒီမှာ chest တွေထားတယ်အိတ်ထဲမှာတော့ဘာမှမထည့်ရသေးဘူးဗျကျွန်တော်ဒီအိမ်ထဲမှာဗတ်ထည့်စီချင်လဲ comment ဟန်မှာရေးခဲ့ပါဗျဒါမှမဟုတ်ကျွန်တော်တို့ခွေးမွေးပြီးကျွန်တော်တို့ခွေးကိုအဲ့အိမ်မှာထားလိုက်ရတယ်ဗျကဲကျွန်တော်တို့အိမ်ဆောက်တာလည်းနည်းနည်းများနေပြီဆိုတော့စောစားခါထွက်မယ်ဗျတို့နေတာဟဲ့သွားမယ်နေတာ phosphate လိုက်ရှောက်ပြီး blade တွေသွားတာရမယ်ဗျနေတာဟဲ့တော့မှဆိုတော့မီးချစ်လို့ရဗျမီးချစ်လေးအရင်တစ်ခုလုံးလိုက်မယ်ကဲဘရူကျွန်တော်အခုနေတာထဲသွားပါတော့မယ်ဟောမယ်ဗျ let's goကဲရောက်ပြီဗျရောက်ပြီဗျကျွန်တော်တို့ဒီရှိတယ်ရနေတာဟဲမှာတော်တော်လေးတယ်ဗျကျွန်တော်မျက်စိရတော့စူးတယ်ကျွန်တော်ခုနေတာ phosphate လိုက်ရှာရမှာဗျကျွန်တော်နေရတော့တည်တယ်ကျွန်တော် live ပေါ်ကနေကြည်ထားတာကျွန်တော်ဒီရှိတဲ့သွားရမှာဗျကျွန်တော်ဟိုဘက်အတုံးလေးစစ်ပြီးတော့သွားရမယ်အောက်မှာလာဗာရင်းနဲ့ဆိုတော့နည်းနည်းတော့ကြောချမ်းနေဗျကျွန်တော်အတုံးလေးဆင်းနေတော့ gas ကြီးကပြေးလိုက်ရင်ကျွန်တော်တို့ဘောကနားကားပြီဗျโอเคရောက်တော့မယ်ဗျဒါပေမဲ့နေတာ phosphate တော့မရောက်သေးဘူးကကျွန်တော်နည်းနည်းရှေ့ဆက်သွားရအောင်မယ်ရှေ့ကိုဆက်သွားရအောင်မယ်ဗျโอเคဘရိုကျွန်တော်ဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လေးနဲ့နည်းနည်းကူညီပေးခဲ့ကြပါဦးဗျကျွန်တော်နောက်ဗီဒီယိုတွေတင်ဖို့အားဖြစ်တာပေါ့နော်တော့ဒီရှိတဲ့တူးသွားရမယ်ဗျဒီရှိတဲ့တူးသွားရင်နေတာ phosphate ရောက်ပြီโอเคကျွန်တော်ခု Nether Fortress မြင်နေရပြီဗျဟိုမှာကျွန်တော်အဲ့ကိုသွားမယ်ဗျ let's goโอเคဘရိုကျွန်တော်ရောက်တော့မယ်ဗျအောင်မလေးဟာ
ကျွန်တော်အဲ့အပေါ်အတိုးတွေချိန်ပြီးတင်ရမယ်ဗျโอเคကျွန်တော်တက်ကြလိုက်ရအောင်တက်လိုက်ကြရအောင် sorry စကားတွေတော့မားနေပြီဗျကျွန်တော်စိတ်လှရှားနေလို့โอเคကျွန်တော် achievement တော့ရသွားပြီဗျကျွန်တော် Blaze Warner တွေ့ပြီဗျကျွန်တော်အာမာတွေကအကောင်းစားကြီးတွေမဟုတ်တော့ Blaze တွေပြည့်လာတော့ကျွန်တော်တော်တော်လေးနားရဗျအဲ့ကောင်က3-5ကောင်စက်တိုက်ထိုင်ပြည့်နေတာကျွန်တော်သွားချလိုက်ပြပုံလိုက်အဲ့လိုပဲလုံးနေရတယ်ဗျကျွန်တော်အထက်တမန်တွေကတိတ်မကောင်းဘူးဆိုတော့နောက် episode ကြရတော့အာမာတွေအကောင်းစားကြီးဖြစ်အောင်လုပ်မရမယ်ဗျအမလေးဟာပြေတော့မှာပဲကျွန်တော်အဲ့လိုနဲ့ပဲလေးတွေကိုပတ်ခဲ့တယ်ပေါ့ဗျာဒီတစ်ခါပတ်ပြီးတော်ပြီဗျကျွန်တော်ဟိုအပင်လေးလိုက်ရှာရမယ်အပင်အနီရောင်လေးတွေကျွန်တော်နာမည်တော့မခေါ်တတ်ဘူးဗျကျွန်တော် Microsoft ကြောက်ပြီဆိုတော့တော်တော်လေးမင်းနေပြီဒီအပင်ပြောတာဗျဆေးဖော်ရမှာတုံးတဲ့ဟာမြင်ကြီးတွေပါတစ်ခါလေးတော့မယ်ဗျအိမ်ရောရပြဆိုင်လို့ရအောင်ဒီဘက်မှာလည်းရှိသေးတယ်အကုန်ယူမယ်ဗျအလကားရောဆိုအကုန်ယူတယ်ကျွန်တော်တို့ chest ခုတွေ့ပြီဗျရွှေတွေဖန်တွေတော့ရတယ်ဗျโอเคကျွန်တော်တို့ခုအိမ်ပြန်မယ်ဗျကျွန်တော်လမ်းမှာ pickle တွေနဲ့ trade တာ pickle တွေက under island တစ်ခုမှမပေးဘူးဗျသူတို့ပေးတာများတွေတခြားအမိုက်တွေအဲ့ဒါတွေလည်းပေးရဗျโอเคပြန်ရောက်ပါပြီ home sweet home ရွှေအုပ်ထုပ်လည်းချုံးတယ်ဗျကျွန်တော်လက်မောင်းမှာများတစ်ချောင်းစိုက်နေတယ်ဗျ pickle ပြေးလိုက်တာโอเคကျွန်တော်ညရောက်နေပြီဆိုတော့အိမ်မယ်ဗျအရင်ကျွန်တော်မှရလာတဲ့ပစ္စည်းတွေကိုသွားထိုင်းမယ်ဗျနေရာတခြားလေးထိုင်တော့ပိုကောင်းတာပေါ့နော်ပစ္စည်းပြန်ယူရင်လွယ်တယ်လေစာအုပ်တအုပ်လေးရတယ်ဗျ so speed 3တကယ်တော့အဲ့ဒါတိတ်တော့မလိုဘူးဗျဒါလည်းအလကားရအောင်ဆိုတော့ယူလာလိုက်တယ်ရှုပ်ရှက်ခန့်နေတဲ့ inventory ရှင်းပြီးသွားပြီဗျကျွန်တော်ဒီနေ့ episode လေးမှာတော့အိမ်3အိမ်တော့ဆုံးခဲ့တယ်ဗျနောက် episode ကြတဲ့စောက်ဖို့ဟာတွေရှိပါသေးတယ်ကျွန်တော်အိမ်ဆောက်ရတော့ကြိုက်တယ်ဗျအိမ်ဆောက်ရတာမိုက်တယ်လေနော်ကြည့်လို့လဲလားတယ်โอเคဗီဒီယိုလေးလဲဒီလောက်ပါပဲဗျကျွန်တော် episode 3မှာပြန်လဲဆုံတွေ့ကြမယ် bye bye